ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ဖာနဲ့ကြွက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတော့ကဖားတစ်ကောင်နဲ့ကြွက်တစ်ကောင်တို့ဟာရှွန့်လွန်တော်တစ်ခုမှာအတူတကွနေထိုင်ကြပါလိမ့်တဲ့ကွယ်သူတို့နှစ်ဦးစလုံးဟာရှွန့်လွန်တော်ရဲ့အရှင်တခင်ဖြစ်ရှင်နေကြတာပေါ့အဲ့ဒါလို့နဲ့သူတို့နှစ်ဦးဟာတူနဲ့တူရံဘက်အဖြစ်အချိန်ကြာမြင့်စွာခိုက်ရန်ဖြစ်ပွားကြတာပေါ့ကွယ်။ဒီနေ့မှာတော့ဖားကကြွက်ပေါ်ကိုခေါ်အုပ်ရန်ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ကြွက်ကလျင်မြန်စွာနဲ့ပြေးပြီးတော့မျက်ပင်များကြားမှာပုံအောင်နေပါတယ်တဲ့။နောက်ဆုံးမှတော့ဖားကကြွက်အားကြွက်ရေးပုံမနေပါနဲ့အပြင်ကိုထွက်ခဲ့စမ်းပါကွ။မင်းနဲ့ငါနဲ့တိုက်ခတ်ပြီးတော့ဘသူကအရှင်တခင်ဖြစ်လဲဆိုတာကြံကြရအောင်ကွာလို့ဖားကကြွက်ကိုစိန်ခေါ်လိုက်လိပါတယ်တဲ့ကွယ်။အဲ့ဒီအခါကြွက်ကလည်းဖားရဲ့စကားကိုကြားပြီးတော့မကြည်မနှက်ဖြစ်ကငါထွက်လာပြီဟေးလို့ဆိုပြီးကြွက်ကပုံနေရာကနေထွက်လာခဲ့ပါတော့တယ်အဲ့ဒါလို့နဲ့သူတို့နှစ်ဦးဟာအချင်းချင်းခိုက်ရန်ဖြစ်ပွားကြတာပေါ့ကွယ်ကွင်းပြင်ကြားမှာသူတို့နှစ်ဦးတိုက်ခိုက်နေတာကိုစွန်တကောင်ကကောင်းကင်ဘုံကနေပြန်တန်းရင်းနဲ့တွေ့ရှိသွားပါတဲ့အဲ့ဒီနောက်မှာစွန်ဟာမြေပြင်ပေါ်ကိုတဟုန်တိုးပြေးဆင်းသွားပြီးတော့ကျွတ်နဲ့ဖားနှစ်ကောင်စလုံးကိုထိုးတုပ်ပြီးတော့တည်ဆောင်သွားပါလိမ့်တဲ့ကွယ်ဆက်လက်ပြီးတော့တော်မြတ်တခင်ဘရင်ကြီးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပေးပါမယ်ဗျာတခါတော့ကကြားတစ်ကောင်ဟာမြေခွေးတစ်ကောင်နဲ့တွေ့ဆုံပြီးတိုက်ခိုက်ရန်ဟန်ပြင်လိုက်ပါလေတဲ့အဲ့ဒီအခါမြေခွေးကငါလိုတော်မြတ်ဘရင်ကြီးကိုမင်းမို့တိုက်ခိုက်ရတဲ့လို့အော်ပြောလိုက်လေတဲ့ကြားကလည်းအံ့ဩတကြီးဖြစ်တင်ဘရင်မဟုတ်ဘူးလို့ပြန်ပြီးပြောလိုက်ပါတယ်ပါနေလာတဲ့မြေခွေးကတိဆန်အားလုံးဟာငါ့ကိုမျက်နှာနဲ့ကြောက်လက်တကြားထွက်ပြေးကြတယ်ကွမယုံရင်ငါပြမယ်လို့ပြောလိုက်လေတဲ့အဲ့ဒီနောက်မှာတော့တမင်တကောင်ဟာမြေခွေးနားမှာရှိတဲ့ကြားကိုတွေ့ပြီးအဝေးတို့ထွက်ပြေးသွားပါလိမ့်တော့တယ်အဲ့နီတူပင်ညအုတ်တုတ်တီလဲကြားကိုမြင်ဒီနဲ့လျင်မြန်စွာထွက်ပြေးသွားပါတော့တယ်အဲ့ဒီအခါမြေခွေးကတွေ့လားကြားရဲ့ငါ့ကိုမျက်နှာနဲ့တွေးဆက်တွေကအကုန်လုံးထွက်ပြေးသွားကြတာမြင်ပြီမဟုတ်လားလို့ဝင့်ကြွားစွာနဲ့ပြောဆိုလိုက်ပါလိမ့်တော့တယ်မိုက်မဲလာတဲ့ကြားဟာလေသူ့ထက်အာခွန်ဗလနေတဲ့မြေခွေးရဲ့စကားကိုယုံကမြေခွေးကိုဥညွတ်အယိုသေးပေးလိုက်ပြီးကျွန်တော်မျိုးအရှင်မင်းကြီးကိုတိုက်ခိုက်ဖို့ကြံရွယ်ခဲ့မိတာတောင်းပန်ပါတယ်ကျွန်တော်မျိုးကိုခွင့်လွှတ်တော်မူပါလို့ဆိုပြီးနေရာကနေပြီးတော့ထွက်ပြေးသွားပါလိမ့်တော့တယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနှဆင့်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ